Jackie Chan နဲ့ Sammo Hung တို့ရဲ့ရုပ်ရှင်တွေကိုကြည့်ဘူးသူတိုင်းသူတို့နှစ်ယောက်ကြားမှာအရေးလိုပါဝင်ပြီးအံ့ဩစရာကောင်းတဲ့ကိုယ်ခံပညာစွမ်းရည်တွေပြသခဲ့တဲ့လူငယ်လေးတစ်ယောက်ကိုမှတ်မိကြမှာပါသူကတော့ Seven Little Fortunes အဖွဲ့ရဲ့အငယ်ဆုံးနဲ့အဖြတ်လက်ဆုံးဖြစ်တဲ့ရွမ်ပြောင်ပဲဖြစ်ပါတယ်အများစုက Jackie Chan ကိုသိကြပေမဲ့တကယ်တော့ရွမ်ပြောင်ဟာ Jackie Chan ထက်တောင်ကိုယ်ခံပညာပိုင်းမှာပိုပြီးတွက်လက်တယ်လို့ဝေဖန်ရေးသမားတွေကသတ်မှတ်ခဲ့ကြတာပါရွမ်ပြောင်ဟာ Knockabout နဲ့ The Prodigal Son စတဲ့ဇာတ်ကားတွေနဲ့သူ့ရဲ့တကူတော်အစွမ်းအစကိုသက်သေပြခဲ့ပါတယ်သူဟာခက်ခဲလှတဲ့ကျွမ်းမအတက်နဲ့ကွန်ဘူးကိုအချိုးကျကျပေါင်းစပ်နိုင်သူပါဒါအပြင် Project A Wilson Mills နဲ့ Dragons Forever တို့မှာ Three Brothers လို့လူသိများတဲ့ Jackie Chan Sammo Hung တို့နဲ့အတူအရှင်လောကရဲ့ရွှေခေတ်ကိုဖန်တီးခဲ့သူလည်းဖြစ်ပါတယ်အခုလက်ရှိအသက်68နှစ်အရွယ်ရှိပြီဖြစ်တဲ့ရွမ်ပြောင်ဟာအရင်လိုအရှင်စကားအကြီးကြီးတွေမှာအဓိကမင်းသားအဖြစ်သိမတွေ့ရတော့ပေမဲ့အမှုပညာလောကကနေလုံးဝနားသွားတာတော့မဟုတ်ပါဘူး2020ကျော်ကာလတွေမှာ The Goldfinger 2023လိုဇာတ်ကားမျိုးတွေမှာဧည့်သည်တရုတ်ဆောင်အဖြစ်ပါဝင်ခဲ့တယ်လို့မကြသေးခင်ကလည်းတရုတ်အွန်လိုင်းရုပ်ရှင်တွေနဲ့အရှင်ဇာတ်ကားတချို့မှာအကြံပေးဒါရိုက်တာအဖြစ်လုပ်ကိုင်နေတာကိုတွေ့ရပါတယ်။လက်ရှိမှာတော့သူဟာမိသားစုကိုအချိန်ပေးရင်းဟောင်ကောင်နဲ့ကနေဒါမှာအေးအေးဆေးဆေးနေထိုင်နေပါတယ်။နောက်ထပ်ဇာတ်ကားကြီးတွေမှာအဓိကမင်းသားအဖြစ်မြင်ရဖို့ခဲရင်သွားနိုင်ပေမဲ့သူခြံထားခဲ့တဲ့အရှင်ပြကွက်တွေကတော့ဒီနေ့အထိလူငယ်တွေအတွက်သင်ခန်းစာဖြစ်နေသေးပါ။တင်ရောရွမ်ပြောင်ရဲ့ဇာတ်ကားတွေတဲကဘယ်ကားကိုအကြိုက်ဆုံးလဲ comment မှာပြောသွားပေးပါအောင်။